အားလုံးပဲမင်္ဂလာပါ။ဆောင်းနီဖွပေါ်နည်းကကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကွင်းလယ်ကိုအတင်းဝယ်ခြင်းနေတဲ့ယူနိုက်တက်တို့ရဲ့အကြောင်းတင်ဆက်သွားမှာပါ။မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ပေါ့နော်ဒါဘုံမောက်အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့မာကတ်တပနီယာကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးတော့ဒီနေ့ထွက်ပေါ်နေပါတယ်။ယူနိုက်တက်တို့အနေနဲ့ယခုအချိန်မှာပေါ့နော်သူတို့အနေနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကစားသမားတွေတော်တော်များနေတဲ့အခြေအနေတစ်ခုပေါ့နော်။အဲ့ဒီတဲကမှဘုံမောက်အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့တပနီယာကလည်းဒါသူတို့အနေနဲ့စိတ်ဝင်စားနေတဲ့စကားတင်စင်းထဲမှာတဦးအပါဝင်ဖြစ်တယ်လို့လည်းသိရပါတယ်။အသက်26နှစ်ရရှိနေပြီဖြစ်တဲ့တပနီယာကပေါ့နော်သူရဲ့လက်ရှိဘုံမောက်အသင်းထဲမှာအကောင်းဆုံးကစားသမားတွေထဲမှာတဦးအပါဝင်ဖြစ်တယ်လို့လည်းသိရပါတယ်။ယခုလက်ရှိပရီးမီးယားလိ25ဝက်မှာဆိုရင်လည်းသူ့အနေနဲ့သွင်းကို6-6ထိကိုသွင်းယူထားနိုင်ခဲ့ပါတယ်။ယူနိုက်တက်တို့အနေနဲ့ပဲသူ့ကိုစိတ်ဝင်စားတာမဟုတ်ဘူးเนาะတခြားပရီးမီးယားလိကလပ်ဖြစ်တဲ့အက်စတန်ဗီလာအသင်းကလည်းပြီးခဲ့တဲ့ဇန်နဝါရီလကမှသူ့ကိုခေါ်ယူဖို့စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ပေါ့နော်နောက်လာမယ့်ရာသီမှာသူတို့အနေနဲ့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ချန်ပီယံလိဝင်ခွင့်ရဖို့ကတော်တော်လေးနေစရနေတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကစားသမားကောင်းတွေကိုခေါ်ယူဖို့အနီးကပ်ဆောင်ကြည့်မှုတွေနဲ့အဓိကပြစ်မှတ်ထားနေရလို့လည်းသိရပါတယ်ဘောလုံးကြောင်းရအနေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ညီကိုကျွန်တော်က follow ထားကြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်